ဒီနေ့မှာတော့ BTS ပန်ချာအနာကအခုလေးတွေပဲဆောက်လုပ်ပြီးစီးထားတဲ့ Good Day Sukhumvit 93ကွန်ဒိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်အခုကွန်ဒိုဆောက်လုပ်ပြီးစီးသွားပြီဆိုတော့ကွန်ဒိုရဲ့အတွင်းပိုင်းနဲ့ facility ကိုတစ်ချက်တော့ကြည့်ရအောင်ရှင်အခုကွန်ဒိုဆောက်လုပ်ပြီးပြီးချင်းမှာ foreign quota အခန်း30ကို promotion ချပေးနေတာရှိပါတယ်ရှင်ဈေးနှုန်းအနေနဲ့ဘတ်2တန်းအောက်ကနေပြီးတော့စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ready to move in ဖြစ်တာကြောင့်အခန်းဝယ်ပြီးရတဲ့ချက်ချင်းအငှားတင်နိုင်တယ်လို့ကိုယ်တိုင်လည်းနေထိုင်နိုင်ပါတယ်ရှင် ကွန်ဒိုရဲ့ရေကူးကန်တဲ့ garden က building 3ခုရဲ့အလယ်မှာတည်ရှိရဖြစ်ပါရဲ့ရှင်ဒီ view ကိုအဲ့တဲ့ရပတ်စံပူပေးပြီးတော့အလူရဝယ်ရတဲ့ view လေးပဲဖြစ်ပါရဲ့ကွန်ဒိုရဲ့ပထမလွှာမှာဆိုရင်တော့ mailbox area ရှိပါမယ်ရှင်ဒီ mailbox ထဲမှာဆိုရင်တလတာရဲ့ရေပိုးမီးပိုးတွေကို touristic office က mailbox ထဲထိအရောက်ထည့်ပေးပါရဲ့ရှင်ကွန်ဒိုရဲ့အဲ့ကျော်လိုဘီနဲ့ co-working space ကိုရောက်ရှိနေတာဖြစ်ပါရဲ့ရှင်ဒီအနောက်ဘက်မှာဆိုရင်လည်း meeting room လေးလည်းပါရှိပါရဲ့ရှင်ဒီ co-working space လေးကအရန်တာရပါတယ်ဒီမှာဆိုရင်အဲ့တဲ့အဲ့ကြိုလို့ရတယ်လို့မျိုးကိုယ်ရဲ့အလုပ်လုပ်ဖို့အတွက်ဆိုရင်လည်း aircon နဲ့ wifi 24နာရီရှိတဲ့အခန်းပဲဖြစ်ပါရဲ့ရှင်ဒီ condo ကဂျင်ရဲ့အားသာချက်ကတော့ရေကူးကန်နဲ့စိမ့်ဆိုတဲ့တစ်ပင်တွေရဲ့ view ကိုကြည့်ရှုပြီးတော့အားကစားလုပ်နိုင်ပါရဲ့ရှင်promotion ကာလမှာ furniture package တစ်ခုလုံးနဲ့ electrical appliance တွေကိုလည်းအခန်းနဲ့တပါးလက်ဆောင်ရရှိမှာဖြစ်ပါရဲ့ရှင်ဒီအခန်းလေးကတော့ show unit အခန်းလေးပဲဖြစ်ပါရဲ့ one bedroom အခန်းမျိုးစားဖြစ်ပြီးတော့မှ26 square meter ကျယ်ဝန်းပါရဲ့ရှင်သူရဲ့ layout type လေးက kitchen က veranda နဲ့ချိတ်ဆက်ထားတဲ့အခန်းလေးပဲဖြစ်ပါရဲ့ဒီအခန်းကိုဆိုရင်မြန်မာဧည့်သည်အထူးနဲ့တက်ကြတဲ့အခန်းဖြစ်ပြီးတော့မှအငားတင်တဲ့အချိန်မှာဆိုရင်လည်းဧည့်သည်အထူးရွေးချယ်ကြတဲ့အခန်းလေးပဲဖြစ်ပါတယ်အခန်းမှာဆိုရင်ဒီဖက်ချံမှာ sofa ရှိမယ်တစ်ဖက်မှာဆိုရင်တော့ TV ရော TV တင်ခုံပါတစ်ခါရရှိမှာဖြစ်ပါတယ်ဘေးနားမှာဆိုရင်ထနက်တင်ခုံလည်းရရှိမှာဖြစ်ပါတယ်ရှင်ဒါတင်မကောက် dining table နဲ့ chair နှစ်ခုပေါင်းမှာဖြစ်ပါတယ်ရှင်သူရဲ့အားသာချက်တစ်ခုက bedroom နဲ့ဒီ living room ကိုမန်တကားလေးနဲ့ separate လုပ်ထားရမလို့ privacy မြင့်ပြီးတော့မှနေလို့ကောင်းတဲ့အခန်းမျိုးဖြစ်စေပါတယ်ရှင်အိတ်ခန်းမှာဆိုရင်လည်းကတင်ပါရှိမယ်ပြီးတော့ဒီအဝတ်ဘီရိုလေးလည်းပါရှိပါတယ်ရှင်ဒါတင်မကောက်သူရဲ့ကတင်ကကျက်စီထားလို့ရတဲ့ကန့်လေးတွေပါဝင်ပါတယ်ရှင် kitchen မှာဆိုလို့ရှိရင်ရေခဲတက်တာပါမယ်ပြီးတော့ဒီ kitchen table နဲ့သူရဲ့ဘီရိုလေးပါတစ်ခါရဲပါဝင်မှာဖြစ်ပါတယ်ရှင် microwave ပါမယ် veranda ကကြကြဝန်းဝန်းရှိရမလို့အဝတ်လျှော်ဆက်ဝယ်ချင်တယ်ဆိုရင်လည်း veranda မှာထားဖို့အတွက်အဆင်ပြေပါတယ်ရှင်နောက်တစ်ဖက်မှာဆိုရင်ဒီ toilet ရှိမယ်ပေါ့နော် toilet မှာရှိရ sanitary set တစ်ခုလုံးကိုလည်းအခန်းထဲတစ်ပါတယ်ရရှိမှာဖြစ်ပါတယ်ရှင်ဒီအခန်းကလည်း one bedroom type 26 square meter အခန်းမျိုးစားဖြစ်ပါတယ်သူကဝင်လာလို့ရှိရင်အခန်းနေရာရှိမယ်နောက်တစ်ဖက်မှာဆိုရင်မိဖို့ကြောင့်နေရာရှိပါမယ်ပြီးတော့အခန်းနဲ့အင်တာရီချုပ်ခန်းနဲ့အခန်းရဲ့တစ်ဖက်တစ်ချက်မှာရှိပါမယ်ရှင်ဒီအခန်းထဲမှာဆိုရင်လည်းဒီလိုမျိုးမှန်တကားသွန်းတကားပါဝင်မှာဖြစ်ပြီးတော့ဗရင်းမောက်ဆိုရင်လည်းကြကြဝန်းဝန်းလောက်ထားပေးရမလို့နေအောင်ချီကောင်းကောင်းရပါတယ်ရှင်အခန်းတကားဝမှာလည်း developer ဖက်က digital door lock တက်ဆင်ပေးထားပါတယ်ရှင်ဒီ digital door lock မှာဆိုရင် password သုံးလို့ရတယ်လို့ fingerprint နဲ့လည်းသုံးလို့ရပါတယ် building တိုင်းမှာကိုယ့်ရဲ့အခန်းကိုသွားဖို့အတွက် lift နှစ်ခုပါဝင်တယ်ဒါအပြင်ပစ္စည်းအကြီးကြီးတွေတက်ဖို့အတွက် service lift လည်းအပြင်မှာရှိပါမယ်ရှင်ဒီကွန်နိုက BTS ပန်ချာ station ကနေလမ်းလျှောက်15မိနစ်အကွာမှာရှိပြီးလမ်းမလျှောက်ချင်တဲ့သူတွေအတွက် shuttle bus လည်းနိုင်ရီတိုင်းမှာစီစဉ်ပေးထားပါတယ်ကွန်နိုရဲ့ဘေးမှာဆိုရင်လည်း 7-Eleven Lotus Supermarket နဲ့ Big C တို့ရှိပါမယ်ရှင်ဒီပတ်ဝန်းကျင်ကကြတော့ Thai local တွေတော်တော်များများစုဝေးတဲ့ပတ်ဝန်းကျင်ဖြစ်ပြီးတော့အငှားအတွက်ဆိုရင်လည်း demand အများမြင့်ပါတယ်ရှင်ဈေးတက်နဲ့ ready to move in condition ရဆိုရင် Good Day Sukhumvit 93ကမှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်ရှင်